ဒီတစ်ပတ်ပိတ်ရက်တော့စိတ်ကူးပေါက်တာလေးလှုပ်ရှားပြင်းရင်နဲ့စားကောင်းလို့ပြန်လည်မျှဝေပေးထားပါတယ်ဒါလေးကတော့ကြက်သားစုပ်လေးကိုချက်မောင်ရွက်နဲ့အရေးတောက်လေးချက်ထားတာပါအိမ်မှာကြက်သားလေးကိုဝယ်လာတာများနေတော့လေအသားလေးတွေကြီးပဲဖယ်ပြီးတော့ဒါလေးတွေကိုထောင်းလိုက်ပါတယ်ကြက်သားလေးတွေကိုစီးပိုင်လာတဲ့အထိထောင်းထားပြီးရင်တော့စီလေးနည်းနည်းထည့်ပြီးတော့ပေါက်ပေးပါမယ်ကြက်သားစုပ်လေးလုပ်လို့ရတဲ့အနေထားလောက်ရောက်ပြီဆိုလို့ရှိရင်เนาะစုပ်ပေးပါမယ်စီလေးနည်းနည်းထည့်ပါမယ်ဆိုတော့လက်အိတ်တော့မသုံးတော့ပါဘူးเนาะတယောက်တည်းစားမှာဆိုတော့လေစက်သားကရင်အောင်သားဆိုလို့ရှိရင်တော့ပိုအဆင်ပြေမယ်เนาะစူဇန်ကတော့အိမ်မှာရှိတဲ့အသားလေးပဲထုတ်ထားတာဆိုတော့လေစီပူလာရင်စက်သွန်နေလေးစီတက်ပါမယ်ဒီနေ့တော့အိမ်မှာစက်သွန်ဖြူကုန်နေရတဲ့အနီလေးပဲစီတက်လိုက်ပါတယ်ဒီနေ့ဟင်းချက်ဖို့အစီအစဉ်မရှိဘဲနဲ့စက်သားတွေများနေလို့ဆိုပြီးတော့ထချက်လိုက်မိတာဆိုတော့ပစ္စည်းတော့အစုံမရှိပါဘူးရှိရလေးနဲ့ဖြစ်သလိုလေးချက်ထားတာမို့လို့နားလည်ပေးကြပါเนาะအယောင်လေးလောက်အောင်စနွင်းလေးနဲ့အယောင်တင်မုတ်လေးထည့်ပြီးတော့စီတက်ပါမယ်ပြီးရင်တော့မြင်းငပိလေးအနှဲငယ်ထည့်ပြီးတော့စီတက်ပါမယ်ငပိလေးတွေခြေတဲ့အထိစီတက်ပြီးသွားပြီဆိုလို့ရှိရင်တော့ချမောင်ရွက်လေးထည့်ပါမယ်ရှင်ဒီညမှာလေးချမောင်ရွက်ကိုအရင်စီမတက်ပဲနဲ့စက်သားကိုအရင်စီတက်မယ်ဆိုလို့ရှိရင်လည်းရပါတယ်เนาะစီကတော့ချမောင်ရွက်လေးဒီလိုမျိုးကိုအနှံ့ထွက်တာမျိုးမကြိုက်တဲ့အတွက်ချမောင်ရွက်ကိုပဲအရင်ကြည့်နေအောင်စီတက်လိုက်ပါတယ်ပြီးရင်တော့အချိုမုတ်လေးအနှဲငယ်ငပြားလေးအနှဲငယ်ထည့်ပါမယ်ပြင်တော့ဆောနာကစက်တုံကြီးထောင်းထားတဲ့စုံစည်းရည်လေးနည်းငယ်ထည့်ပါမယ်ဒီစုံစည်းရည်လေးတရေစုပွက်တဲ့အထိတည်ပြီးသွားလို့ရှိရင်တော့ခုနစုပ်ထားတဲ့စက်သားစုပ်ကလေးတွေကိုထည့်ပါမယ်ပထမတရေစုပွက်သွားလို့ရှိရင်တော့ရေလေးနည်းငယ်ထည့်ပါမယ်စက်သားလေးတွေကြအောင်2ရေလောက်ကြအောင်တည်ပါမယ်ဒါကတော့ဒုတိယတရေစုပြီးတဲ့အချိန်မှာငရုတ်သီးစိမ်းလေးခတ်ပါတယ်အနံ့လေးမွေးသွားအောင်ပင်စိမ်းလေးအုပ်လိုက်ပါတယ်မိနစ်နည်းငယ်လောက်တည်ထားပြီးရင်တော့အရသာရှိရဲ့ဟင်းလေးတစ်ခွက်ရပါပြီဘာရမဟုတ်စိတ်ကူးပေါက်လို့ထားချက်လိုက်ပြီမဲ့လေထမင်းကိုအရန်စားမြင်တဲ့ဟင်းလေးတစ်ခွက်ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်